ကန်ကောင်းမှာဖားတယ်တုံးမျိုးလားဖားတာဟယ်လိုဒီနေ့လဲဖက်ဖက်နုံဖေးတဲ့ကိုရောက်နေပြီပေါ့နော်။ဘာလာဖားလဲဆိုတော့ကန်ကောင်းမှာဖားတယ်တုံးမျိုးလားဖားတာ။သူကလေမနက်အစောကြီးဆိုလဲ9နာရီလောက်ဆိုလဲထိုင်ပြမရှိပေါ့10နာရီကျော်ဆိုလဲဖင်ကပ်ပဲကျန်တော့အဲ့တော့တုံးတွေကကန်ကောင်းမှာဖားတာပေါ့နော်။ဟုတ်မယ်။ ဦးနဲ့ဖွန်ချိုလေးမှာကြိုက်ဒါကရေဖိန်ဘတ်နဲ့ပါစမ်းဘတ်နဲ့ဆိုတော့ပိုကောင်းတာပေါ့နော်ဒီကရေဖိန်ဘတ်ကိုပိုကြိုက်ဖက်ဖက်တုံးဖီးထဲမှာတီတီတွေဘာတွေသွားဖားတင်သေးတယ်လဲဆိုတာကိုအောက်မှာမှတ်မခဲ့ကြအောင်เนาะညွှန်ခဲ့ကြအောင်ဘလော့တွေမှာတွေ့မယ်နော်